ရှိမတရားလုံးတာလီဆိုနေကြတော့ပါနဲ့ကျွမ်းကတော့ခါမြို့မြို့ခိုင်လူငယ်ပရာဟိတာကအတောင်သူရှိတရားဖွဲ့ပါပဲကျွမ်းကိုလက်ရှိကတော့ခါဘင်္ဂလားဒေ့ရှ်မှာနေပါရင်းနဲ့ဧကနေခါရခိုင်ပြည်စိုက်ပရှောင်းနေပါတဘဝပြည့်ရင်တွေ့ကြတော့နေပေသူမြတ်တဲ့တော့တရတောင်းထန်စားပါလူရင်းပြလာပဲလူချန်ပြီးတော့ပရောကပြလာဖို့ဖိုက်ပါရင်းနဲ့20စင်းလာပိုင်း2025မြောက်ဦးမြို့နေဝေတာလေးမုံမြို့ရှိတ်ဆိုတာမလင်းရဲတဲ့တရားကိုလူရင်းပြလာပါတယ်20စင်းလာပိုင်း2025ကျဖူမင်းနေဆောင်ချုပ်ကျွရကမော်ဆိုမလေစနေမရူရီတဲ့လီရင်ကငါစီကိုလူတက်ပြလာပါရင်းနဲ့အခုပါရိုလိုကင်းနေကျွန်တော်တောက်ရှိဖို့လူတက်ပြလို့တအုပ်ချောင်းစီတဲ့ကိုကျေးဇူးထုတ်ပါတာရှိပါရင်းနဲ့ထဲပသားကလည်းအလုပ်ကိဆောင်ပြီးရှောင်းမပြီးတော့ဆမ်မကလေးလူနေတိုက်နေခဲ့ပါစေလို့ကြံစူတော့ပါရယ်ကျွန်တော်တောက်ရှိကိုလာလာပုတ်ပုတ်ပြီးဆော်ရဲဖို့ဆိုလို့ရှာတယ်လေဖုန်းနဲ့ပဲရှိဖို့ဆက်တလိုက်လိုရပါရယ်နဲ့ကျွန်တော်တောက်ရှိကနေကိုဆိုပါရယ်ရှိုင်းမတီအားလုံးပြခါရောင်းနေရှိုင်းမတီအားလုံးစိတ်ရှိမှာကိုယ်ချက်တာကလည်းပြေးဆုံနေကြပါစေလို့ကြံစူတော့ပြလိုက်ပါရယ်နဲ့